အားလုံးပဲမင်္ဂလာပါရွှေဘောလုံး YouTube channel ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ရွှေဘောလုံး YouTube channel လေးကိုလည်း like and subscribe လုပ်ပေးဖို့မြစ်တာရက်ခံနေပါတယ်ယနေ့ညကစားကြမယ် Premier League ပွဲစဉ်5ပွဲကိုကျွန်တော်ရွေးချယ်ပေးသွားချင်ပါတယ်သူတို့နဲ့လူရင်းပဲရွေးချယ်ပေးပါမယ်ပထမဆုံးပွဲအနေနဲ့ကတော့ဘုံမောက်တင်နဲ့ Chelsea တင်တို့ပဲဖြစ်ပါတယ်ဘုံမောက်တင်ကအင်္ဂလိပ်မှာဖြစ်ပြီးတော့မှ Chelsea တင်ကိုလည်းChelsea တင်က level 50ရှုံးပေးထားပါတယ်။ကိုပေါင်းမှာဆိုရင်တော့3.80ပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့တော့ဘုံပေါင်းတင်ကဒီနောက်ပိုင်းမှာပွဲတိုင်းရှုံးထားတာကိုပွဲတိုင်းဒီဘက်ရှုံးထားတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ Chelsea တင်ရဲ့ level 50ကသူ့ရဲ့အိမ်ခွင်းမှာနည်းငယ်တော့ပျော့ကောင်းပျော့နေနိုင်ပါတယ်။ကိုပေါင်းအနေနဲ့ကတော့3.80ကအကောင်းဆုံးအနေထားမှာရှိရလို့ပဲပြောရမှာဖြစ်ပါတယ်။ဒီနှစ်ကူနှစ်သိန်းရဲ့ကိုသွင်းအားတွေကတော်တော်လေးကောင်းနေရကြောင်းမို့လို့နှစ်သိန်းကိုကျွန်တော်ဂိုးပေါင်းအပေါ်ကိုပဲရွေးချယ်ပေးချင်ပါတယ်အနည်းဆုံးတော့380စားရမှာဖြစ်ပါတယ်နောက်တစ်သိန်းကတော့ Man City အသင်းနဲ့ Sunderland အသင်းတို့ပဲဖြစ်ပါတယ် Man City အသင်းကအိမ်ကွင်းမှာနှစ်ပေါင်း50ပေါက်ပါတယ်ဂိုးပေါင်းနေနဲ့ကတော့320ပေါက်ပါတယ်အဲ့တော့ဒီပွဲမှာမက်ဆီတင်းကနေကြီးကျိုးပေးတာများထားတယ်တော်တော်လေးများနေတာကိုတွေ့ရပါတယ်နော်ဆန်နာလန်အသင်းကပြီးခဲ့တဲ့လီဗာပူးဝေးကွင်းမှာ1-1တီကျထားတာကိုလည်း shot တွလို့မရပါဘူးအဲကြောင့်မလို့ကျွန်တော်ဒီပွဲမှာပေါက်ကြီးအရန်များလုံးနေတဲ့အတွက်ကြောင့်မလို့မန်စီးတီးတင်းကလည်းအိမ်ဝင်းမှာဆိုပေမဲ့လီဗာပူးစင်တင်းကိုလည်းအိမ်ဝင်းမှာရှုံးထားတာတွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်ဆန်နာလန်ရဲ့ခြေကလည်း shot တွက်လို့မရပါဘူးအဲကြောင့်မလို့ဒီပွဲမှာကျွန်တော်ဆန်နာလန်အသင်းကိုပဲရွေးချယ်ပေးခြင်းပါတယ်ဆန်နာလန်အသင်းကပဲရရှိသွားနိုင်မယ်လို့ထင်ပါတယ်ကိုပေါင်းအနေနဲ့ရွေးချယ်ရမယ်ဆိုလို့ရှိရင်တော့ကိုပေါင်းသူ့ကိုလည်းကိုပေါင်းအပေါ်ပဲရွေးချယ်ပါတယ်နောက်တစ်ပွဲကတော့ Newcastle နဲ့ Burnley ပဲဖြစ်ပါတယ် Newcastle နဲ့ Burnley မှာဆိုလို့ရှိရင်လည်း Newcastle ကနှစ်အပေါင်း80ပေါက်ပါတယ်ကိုပေါင်းမှာဆိုရင်တော့3လုံးတည်ပေါက်ပါတယ်ဒီဘက်မှာဆိုလို့ရှိရင်လည်းဘန်လီနဲ့နယူကာဆယ်မှာနယူကာဆယ်ကအိမ်ခွင်းမှာနှစ်ပေါင်း80ပြီးတဲ့အနေထားမှာနည်းနည်းများတယ်ထင်ရပေမဲ့အိမ်ခွင်းမှာနယူကာဆယ်ရဲ့ဂိုးသွင်းအောင်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ဘန်လီတင်းကတော့တော်တော်လေးခြေစမ်းပိုင်းကျနေတာကိုတွေ့ရပါတယ်အဲ့တော့အသင်းငယ်တွေကလည်းဒီအပိုင်းမှာဂျားပွဲတွေကစားထားတာကြောင့်ပွဲပန်းနေကြပါတယ်အဲ့တော့ဒီဘက်မှာကျွန်တော်နယူကာဆယ်ကိုပဲရွေးချယ်ပေးချင်ပါတယ်နယူကာဆယ်ကအနည်းဆုံး80တော့ရလိုက်မယ်လို့ထင်ပါတယ်အဲကြောင့်မလို့ကျွန်တော်နယူကာဆယ်ကိုကြိုက်ပါတယ်ဒါကမှနောက်တစ်ပွဲအနေနဲ့ကတော့စပါအသင်းနဲ့ဘရန်ဖို့အသင်းတို့ပဲဖြစ်ပါတယ်အဲ့တော့စပါအသင်းကအိမ်ခွင်းမှာ level 30ရှုံးပေးထားပါတယ်ကိုပေါင်းအနေနဲ့ဆိုရင်တော့3.90ပါဒီပွဲမှာဆိုလို့ရှိရင်เนาะနှစ်ပွဲနှစ်သိန်းရဲ့ကိုသွင်းအားကိုပဲကျွန်တော်ကြည့်ရမှာဖြစ်ပါတယ်စပါးကလည်းဒီနောက်ပိုင်းမှာကိုသွင်းအားတွေကောင်းလာသလိုဘရန်ဖိုးကလည်းကိုသွင်းအားတွေကောင်းပါတယ်အိမ်ခွင်းမှာ level 30ရှုံးဆိုတဲ့အနေထားကတော်တော်လေးကိုပျော်ပြောင်းနေတာတွေ့ရပါတယ်အဲ့တော့ကျွန်တော်ဘာပဲပြော3.90ဖြစ်တဲ့အတွက်ကိုသွင်းအားကောင်းတဲ့တင်နှစ်တင်ဖြစ်တာကြောင့်မလို့နှစ်သိန်းကိုပဲကျွန်တော်ကိုအပေါ်ကိုပဲရွေးချင်ပါတယ်ကိုပေါ်သားလေးစားရနိုင်တယ်လို့မြင်မိပါတယ်ဟုတ်ကဲ့နောက်တစ်ပွဲကတော့12နိုင်မှာကစားမယ်လီဗာပူးအသင်းနဲ့လီအသင်းနဲ့ပဲဖြစ်ပါတယ်လီရဲ့အိမ်ခွင်းမှာလီဗာပူးသွားမှာကစားမှာဖြစ်ပြီးတော့မှလီဗာပူးကနေပြီးတော့မှကျွန်တော်တို့ကြီးကျော်တက်ပေါင်း80ပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်ဂိုးပေါင်းလေးနဲ့ဆိုရင်တော့3ပေါင်း30 3လုံး30စားရမှာဖြစ်ပါတယ်ဒါလီဗာပူးဒီနောက်ပိုင်းမှာကိုသွင်းရကြလာတာတွေကတခြားလီအသင်းရဲ့အိမ်ခွင်းမှာဖြစ်တာတကြောင်ဒါကြောင့်ဂိုးအောင်ကြီးပြော့နေတာကိုလည်းတွေ့ရပါတယ်1+80ဆိုတာကတော့လီအိမ်ခွင်းမှာပြီးထားတာကနည်းနည်းကြီးကျုံများနိုင်ပါတယ်လီဗာပူးရဲ့ဒီနောက်ပိုင်းခြေရလဲတော်တော်လေးကိုကြဘက်ကိုရောက်နေတာကိုတွေ့ရပါတယ်လီသင်းရဆိုလို့ရှိရင်ပြီးခဲ့တဲ့ဘက်ကအိမ်ခွင်းမှာချက်စီးသင်းကိုနိုင်ရရှိထားတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီပွဲမှာဆိုရင်ဂိုးပေါ်ပဲရွေးချယ်ခြင်းပါတယ်အဲ့တော့ဒီပွဲတွေကိုကျွန်တော်တို့